အားလုံးပဲမင်္ဂလာပါရှင်မောင်လေးစမှုစောကြောင့်မေးလာကြတဲ့သူတော်တော်များများရှိတာပေါ့နော်မောင်လေးစမှုစောဘာဖြစ်သွားတာလဲညီမပြန်သွားပြီလားအဲ့လိုမေးကြတယ်ပေါ့နော်မေးကိုတရားကမေးတယ်ဟိုမြန်မာပြည်သက်တွေကိုရှင်းပြပေးနိုင်မလားပေါ့စမှုစောဖက်ထိန်မှာပါဝင်ပြီးတော့မြင်တွေ့ရတာဝမ်းသာပေမဲ့အခုစမှုစောမရှိတော့ဘာဖြစ်လဲဆိုပြီးတော့မေးလာကြတာပေါ့နော်စမှုစောပထမတစ်ခေါက်ရောက်လာတယ်ပထမတစ်ခေါက်ရောက်လာပြီးတော့အဲ့လိုဗီဇာကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်မပြေတော့ညီမပြန်သွားရတယ်ညီမပြန်ခင်တော့တခြားနိုင်ငံမှာလောင်မှာတလုတ်ကြည့်သေးတယ်ပေါ့နော်လောင်မှာတလုတ်ကြည့်ပြီးတော့အဆင်မပြေဘူးမရဘူးဆိုပြီးတော့ညီမပြန်သွားရတယ်ပေါ့နော်ညီမပြန်သွားရတယ်အခုညီမပြန်သွားပြီးတော့ဗီဇာလုပ်ပြီးတော့ပြန်တက်လာတာတစ်ပတ်လောက်ပဲရှိသေးတာပေါ့နော်တစ်ပတ်နှစ်ပတ်လောက်ပဲရှိသေးတယ်သူ့ကိုပွဲပေးမယ်ဆိုပြီးတော့ဒီ6ရက်နေ့ပေါ့နော်ဒီ6ရက်နေ့ပွဲပေးမယ်ဆိုသူ့ကိုထွေးနေစင်းခိုင်းတယ်ပေါ့နော်ထွေးနေစင်းတာဒီမှာထွေးနေစင်းရတာတအားပြင်းပြတယ်လေတအားပြင်းထန်တာအဲ့လိုပွဲတွေရှိမှဆိုလို့ရှိရင်ထွေးနေစင်းရတာပြင်းထန်တယ်အဲ့ဒါနဲ့သူထွေးနေတစ်ပတ်လောက်သူစင်းလိုက်ရတယ်ထွေးနေတစ်ပတ်လောက်စင်းပြီးတော့သူကျမရေးတိတ်မကောင်းတော့လေသူအဲ့ဒါနဲ့နေရတာအဆင်မပြေတော့အဲ့ဒါနဲ့ဆေးရုံမှာတပြကြည့်တယ်ဆေးရုံမှာတပြကြည့်တော့ဆရာဝန်ကပြောတယ်ကြောက်ကတ်ရောင်တယ်တဲ့ကြောက်ကတ်ရောင်တယ်ဆိုတော့အချိန်တစ်ခုယူပြီးတော့နားရမှာပေါ့နော်အဲ့လိုထွေးနေတွေနေ့တိုင်းဆင်းလို့မရတော့ဘူးလေအဆင်မပြေဘူးလေဟိုကျမရေးမကောင်းဘူးဆိုတော့အဲ့ဆရာဝန်ကပြောတယ်2လလောက်တော့နားရမယ်တဲ့အဲ့လိုမျိုးပြောတယ်ဆိုတော့သူကဒီမှာအခုမှစရောက်လာတယ်လေအခုမှစရောက်လာတယ်ဆိုတော့သူအဲ့လိုထွေးနေနားလို့ရှိရင်လည်းဒီမှာတတိကိုခွင့်တောင်းရတယ်ကိုတရက်နားလို့ရှိရင်တရက်တတိကိုခွင့်တောင်းရတယ်လေပြီးရင်သူအခုမှရောက်လာတယ်ဆိုတော့ကျမရေးမကောင်းတော့သူနေရမှာအားနာတယ်တဲ့အားနာတယ်မှာတဲ့အဲ့ဒါမြန်မာပြည်မှာပဲပြန်ပြီးတော့နားချင်တယ်တဲ့အဲ့နဲ့တတိကိုခွင့်တောင်းခိုင်းတယ်တတိကိုခွင့်တောင်းခိုင်းတော့တတိကတော့ကျမရေးချင်းနေကြောင်းဆိုတော့ဗောနော်သူလည်းတက်နိုင်ဘူးလေပဲတက်နိုင်မလဲနော်ကျမရေးချင်းနေကြောင်းဆိုတော့လူဒီကိုလာတယ်လေရင်ခါတွေလောင်မှာ passport တွေတက်လုပ်တယ်လေရင်ခါတွေဘာတွေအကုန်လုံးတတိအကုန်လုံးစိုက်ပြီးတော့ဗောနော်တတိကသဘောထားကြီးနဲ့အကုန်လုံးကိုဟိုစိုက်ပြီးတော့သူ့ကိုဟိုဘယ်လိုပြောမလဲကြည့်ပေးတာဗောနော်သူ့ကိုအဲ့လိုမျိုးကောင်းမွန်ကြည့်ပေးတာဗောသူလည်းဒီမှာထိုးချင်တယ်ဒါပေမဲ့အဲ့လိုကျမကြီးတစ်ခုကြောက်ကတ်ရောင်နေဆိုတော့အချိန်ပေးပြီးနားရမယ်ဆိုတော့ဗောနော်သူလည်းမတက်နိုင်ဘူးလေနော်အဲ့တော့ညီမပြန်ရမယ်ဆိုတော့တတိယကိုတေချာဆင်းပြပြီးတော့အဲ့တော့ညီမပြန်နားတယ်2လလောက်နားရမယ်ပြည်တွင်းမှာလည်းပွဲပေးမယ်မှာပြီးရင်နိုင်ငံခြားလည်းဖိတ်ခေါ်တာခံထားရတာပေါ့နော်ပွဲရှိတယ်ပေါ့အဲဒီပြောပြလာတယ်မောင်လေးမြန်မာပြည်ကိုဘာလို့ပြန်သွားလဲဆိုတာကျမကြီးတစ်ခုကြောက်ပါကျမကြီးချင်းနေမကောင်းဘူးပေါ့နော်အဲကြောင့်မြန်မာပြည်မှာပြန်နားရတာပါရှင်တီးချင်တဲ့လူတော်တော်များများရှိလို့မေးလာကြလို့ဖြည့်ရှင်းပေးလိုက်ပြီနော်ပြောပြလိုက်ပြီနော်ရှင်မောင်လေးကိုဟိုအမြဲတမ်းပဲအားပေးသွားပါလို့မောင်လေးစမှုစောကိုအမြဲတမ်းပဲချစ်ခင်အားပေးသွားကြပါဦးနော်အခုကတော့အချိန်တစ်ခုကြောင့်ကျမကြီးအချိန်တစ်ခုကြောင့်သူဒီမှာမရှိပေမဲ့သူပြည်တွင်းမှာဖြစ်တခြားနေရာမှာဖြစ်ပွဲတွေရှိလို့ရှိရင်သူအားပေးပါဦးနော်သူထိုင်းမှာနဲ့အစီမပြေလို့လားမသိဘူးနော်ဓာတ်မတည့်လို့လားမသိဘူးထိုင်းနေရလေပထမတစ်ခေါက်လာလေဗီဇာပြဿနာဖြစ်ပြန်ဗီဇာပြဿနာဖြစ်တော့အဲ့တော့ညီမပြန်သွားရပြန်ခုနောက်တစ်ခေါက်လာပြန်တော့လဲကျမကြီးချင်းနေရမကောင်းပြန်အဲ့လိုမျိုးဖြစ်နေတာပေါ့နော်အဲအကြောင်းကိုသူညီမပြန်နားနေပါတယ်စိတ်ပူပြီးမေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်